မင်္ဂလာပါရေခဲတောင်များအကြောင်းကိုတင်ပြပေးပါမယ်။ရေခဲတောင်ဆိုတာရေခဲနဲ့နှင်းတွေစုပုံရာကနေဖြစ်ပေါ်လာပြီးမြေပြင်ပေါ်မှာဖြည်းဖြည်းချင်းရွေ့လျားနေတဲ့ကြီးမားတဲ့ရေခဲထုကြီးတွေဖြစ်ပါတယ်။ဝင်းတို့ဟာရာစုနှစ်ပေါင်းများစွာကြာအောင်နှင်းတွေကျဆင်းမှုကအရည်ပျော်မှုထက်ပိုများတဲ့နေရာတွေမှာဖြစ်ပေါ်လာပါတယ်။ရေခဲတောင်တွေဟာကမ္ဘာရေချိုရဲ့အကြီးဆုံးတိုးလောင်ရာနေရာဖြစ်ပြီးကမ္ဘာရေချိုရဲ့69%ခန့်ကိုပိုင်ဆိုင်ထားပါတယ်။ရေခဲတောင်တွေဖြစ်ပေါ်လာပုံကတော့နှင်းတွေတစ်နှစ်ပတ်လုံးကျန်ရှိနေပြီးရေခဲအဖြစ်ပြောင်းလဲဖို့လုံလောက်တဲ့နှင်းတွေစုပုံလာတဲ့အခါစတင်ပါတယ်။နှစ်စဉ်နှင်းလွှာအသစ်တွေကအဟောင်းတွေကိုဖိသိပ်ပြီးကျစ်လစ်သွားစေပါတယ်။ဒီဖြစ်စဉ်ဟာနှစ်ပေါင်း100ကျော်ကြာမြင့်နိုင်ပါတယ်။အဓိကရေခဲတောင်အမျိုးအစားနှစ်မျိုးရှိပါတယ်။တောင်ပေါ်ရေခဲတောင်တွေနဲ့ကြီးမားတဲ့ရေခဲလွှာတွေဖြစ်ပါတယ်။ကမ္ဘာပေါ်မှာအနာတိကနဲ့ဂရင်းလန်းရေခဲလွှာနှစ်ခုပဲရှိပြီးဝင်းတို့ဟာကမ္ဘာရေချိုရဲ့69%ကျော်ကိုပိုင်ဆိုင်ထားပါတယ်။ရေခဲတောင်တွေဟာကမ္ဘာရာသီဥတုအတွက်အလွန်ရေးကြီးပါတယ်။ဝင်းတို့ဟာအရေးပါတဲ့ရေချိုအရင်းမြစ်တွေဖြစ်သလိုရာသီဥတုပြောင်းလဲမှုကိုပြသတဲ့အဓိကညွှန်ကိန်းတွေလည်းဖြစ်ပါတယ်။ရေခဲတောင်တွေကိုထိန်းသိမ်းဆောင်ရှောက်ဖို့ဟာကျွန်ုပ်တို့ကမ္ဘာမြေရဲ့အနာဂတ်အတွက်အလွန်ရေးကြီးပါတယ်။နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်